ဒီလိုဗျကျုပ်တို့ရွာမှာလူတကာကအယူလိုလိုဘာလိုလိုနဲ့ရှောင်းပဲလုံနေတဲ့လူရောက်ရှိတယ်သူ့ရဲ့နာမည်ကတော့ဦးစိန်နဲ့သူ့အလုပ်ကတော့ရွာအနောက်ဘက်တောစနာမှာမီးသွေးဖုတ်တာဗျလူပုံစံကလည်းကြီးအောင်သပင်ကဖားလားမီးသွေးငွေမိထားလို့လားမသိဘူးအမြဲတမ်းหนีရဲနေတာပဲအသားကလည်းမီးသွေးတုံးကိုမဲ့နဲ့ပြောင်းလဲနေပြီးတော့ခါမာကတော့အမြဲတမ်းမီးသွေးခေါ်တဲ့တန်တွင်းကြီးတစ်ချောင်းကိုထိုးထားလေးရှိပါတယ်သူကရွာထဲကိုတိတ်မဝင်ဘူးဗျမီးသွေးလာရောက်ရင်တော့စကားတိတ်မပြောဘူးရော့မီးသွေးဆိုပြီးအိတ်ကိုချပြီးပတ်စံယူပြီးရင်လက်ထွက်သွားရောရွာကခလေးတွေဆိုရင်သူ့ကိုမြင်အောင်တရေလာပြီးဆိုပြီးတော့ဝိုင်းអော်ပြီးတော့ပြေးကြတာဒါပေမဲ့ဗျာလူဆိုတာကရုပ်ကိုကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးဆိုတာဒီတစ်ခေါက်မှာတော့ကျုပ်ကောင်းကောင်းကြီးနားလည်လိုက်ရတယ်ကျုပ်တို့ရွာရဲ့မြောက်ဘက်3မိုင်လောက်အကွာမှာအင်းမဲကြီးဆိုတာရှိတယ်အဲ့ဒီအင်းကရေကတစ်နှစ်ပတ်လုံးမဲနဲ့နေပြီးတော့ဘလောက်ပဲနေပူပူရေကအေးစင်နေတာဗျလူကြီးတွေကတော့အဲ့ဒီအင်းမှာအင်းမဲတော်ကြီးရှိတယ်လို့ပြောတယ်အဆောင်အလျှောက်ကြီးတဲ့ဆိုပြီးတော့တွားမပင်မပြီးဖို့အမြဲတမ်းမှားတယ်တန်နေတော့ဗျာရန်ကုန်ကနေပြီးတော့ကြောင်းပိတ်လို့ပြန်လာတဲ့ကျုပ်ရဲ့ဝမ်းခွဲညီအကိုသက်ပိုင်ရဲ့ရွာကတငယ်ချင်းဖိုးတောင်ရဲ့ကျုပ်ရဲ့3ယောက်သားအပြင်းပြေငါးသွားများမယ်ဆိုပြီးတော့တိုင်ပင်ကြတယ်ကိုသက်ပိုင်ကတော့မျိုးသားဆိုတော့ဒီလိုနတ်တွေဖုတ်တွေကိုတိတ်မယုံကြည်ဘူးလေဟာကွာငါများတာပဲဘာဖြစ်မှာလဲအင်းကြီးကငါးတွေအများကြီးရှိမှာတွားကြမယ်ဆိုပြီးတော့အတင်းခေါ်တာနဲ့ကျုပ်တို့လည်းလိုက်သွားကြတာပေါ့ဗျာအင်းကြီးကိုရောက်တော့ငငယ်ပိုင်းဆိုပင်မဲ့တိတ်ဆိတ်နေတာကြာသိမ်းထစရာကြီးဗျလေတိုးတန်တော့တိတ်မကြားရဘူးရေပြင်ကြီးကလည်းငိမ်သက်နေပြီးတော့မှန်သားပြင်လိုပဲကိုသက်ပိုင်ကတော့ပျော်ပျော်ပါးပါးနဲ့ငါးပြားတံကိုထုတ်စလိတောက်ပြီးတော့ငါးပြားနေတာပေါ့ဗျာပြက်တဲ့နာကတော့ညနေဆောင်မှစတာဗျကိုသက်ပိုင်ငမြချိန်မှာငါးကြီးတစ်ကောင်ကလာပြီးမိတယ်စွဲတင်လိုက်တော့ငရံကြီးဗျဓာတောင်လောက်တောင်ရှိမယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီငရံကြီးရဲ့မျက်လုံးကမျက်ဖြူမျက်မဲပါနေတာပဲကျုံနဲ့ဖိုးတောင်ကလန့်ပြီးကိုသက်ပိုင်ပြန်လွှတ်လိုက်ပါဗျာပုံစံကမကောင်းဘူးလို့ပြောလိုက်ပြင်မယ်သူကတော့နားမထောင်ခဲ့ဘူးဗျမင်းတို့ကလည်းကွာငါးပါပဲဒီလောက်အကောင်ကြီးကငါတို့အိမ်ပြန်ရင်ဟင်းဦးကြီးတိုးရမှာကွာအဲ့လိုပြောပြီးငါးကိုချင်းတောင်းတဲ့ထက်ကျုပ်တို့လဲရွာကိုပြန်လာခဲ့ကြတယ်လမ်းမှာတော့လေတွေကဝုံတိုင်းတိုက်ပြီးတေကန်ချောင်းတွေကကျိုးနောက်ကနေတယောက်လိုက်လာတယ်လို့ခြေစွမ်းတွေတော့ကြားရတာဒါပေမဲ့ကျုပ်တို့ကကြောက်စိတ်ကြောက်လို့ပဲထင်းခဲ့ကြတာပေါ့ဗျအိမ်ရောက်တော့အတော်ကငါးကြီးကိုမြင်ပြီးတော့လန့်သွားတယ်ဒါပေမဲ့ကိုသက်ပိုင်ကအတင်းဟင်းချက်ခိုင်းတာနဲ့ပဲချက်စားကြတယ်ပေါ့ဗျာညနေပိုင်းရောက်တော့ကိုသက်ပိုင်ကစဖျားပါလေရောပထမတော့ရိုးဖျားတယ်လို့ပဲထင်တာညတကောင်ရရောက်တော့ကိုသက်ပိုင်အခန်းထဲကနေပြီးရေတွေပလုံစီလိုအတန်တွေကြားရတယ်ကျုပ်လည်းစိတ်ပူပြီးတော့သူ့အခန်းထဲကိုဝင်ကြည့်လိုက်တယ်ကိုသက်ပိုင်ကဂရင်ပေါ်မှာမရှိတော့ဘူးဗျအခန်းထောင်းကရေရိုးစင်အောက်မှာကွေးလေးအိတ်နေတာသူ့တကိုယ်လုံးကလည်းရေတွေဆူဆွဲနေတာပဲဘဲကရေတွေဆိုမှန်းတော့မသိပါဘူးဗျာကျုပ်ကသူ့ပကုံးကိုတွားလှုပ်လိုက်တော့သူကလှဲ့ပြီးကြည့်တယ်သူ့ရဲ့မျက်လုံးတွေကနေ့လေကမိလာခဲ့တဲ့ငရမ်းကြီးရဲ့မျက်လုံးလိုပဲဗျမျက်ဖြူတွေကလန်ပြီးပြူးကြောင်ကြီးကြည့်နေတာပြီးတော့ဘဲဘက်ကလည်းပေါ့စီနဲ့ငါသားသမီးတွေကိုစားတဲ့ကောင်ငါသားသမီးတွေကိုတတ်တဲ့ကောင်အဲ့လိုမျိုးအတန်တူနဲ့ရေရွတ်နေတယ်အတန်ကတော့ကိုသက်ပိုင်အတန်မဟုတ်ဘူးဗျမိမကြီးတယောက်ရဲ့အတန်ပဲကျုပ်လည်းကြောက်လွန်းလို့အိမ်သားတွေကိုအော်ခေါ်လိုက်တယ်အတော်နဲ့ဦးလေးကရောက်လာပြီးမေးကြမြန်းကြပင်မဲ့ကိုသက်ပိုင်ကတော့ဘာမှမပြောဘူးဗဇက်ကြီးဟပြီးလေထဲကနေအကောင်ပုံမွားတွေကိုလိုက်စားနေတယ်လို့လုံနေတော့တာပဲမနဲ့မိုးလင်းတော့ကိုသက်ပိုင်ရဲ့အခြေအနေကပိုပြီးတော့ဆိုးလာတယ်သူ့ရဲ့အသားတွေကလည်းငါးအကြေးကုံလိုမျိုးအကွက်တွေထလာတယ်ရင်ငတ်တဲ့ဆိုပြီးရေအိုးလိုက်မော့တောက်တယ်သမင်းမစားပဲငါးစိမ့်တွေပစုံတွေကိုပဲတောင်းစားနေတာဒါနဲ့ရွာထဲကနာမည်ကြီးပယောဂစီကဥတာတူကိုတွားပင်းကြတယ်ဥတာတူရောက်ချင်းပဲအိမ်ရှိလှေကားရင်မှနေရက်သွားတယ်ဟာဒီအိမ်မှာကအညီနဲ့နေကွာလမ်းလိုက်တာလှိုင်ထနေတာပဲလို့ပြောတယ်အိမ်ပေါ်ရောက်တော့ကိုသက်ပိုင်ကိုကြည့်ပြီးတော့မျက်မှောင်ကျုံနေပြီးတော့သူ့လွယ်အိတ်ထဲကကျိန်လုံးကိုထုတ်ရေမန်းတွေမှုတ်ပြီးတော့ကိုသက်ပိုင်ကိုရိုက်ဖို့ပြင်တယ်ဟဲ့ကောင်နင်ကဘယ်ကလဲထွက်သွားစမ်းအဲ့လိုအော်ပြီးကျိန်လုံးနဲ့ရွယ်လိုက်တာနဲ့ကိုသက်ပိုင်ကဂရင်ပေါ်ကနေပြီးဖြက်ခနဲနဲ့ခုံတက်လိုက်တာခုံဖို့ထုတ်တန်းပေါ်ကိုတန်းရောက်သွားတယ်လူတယောက်ကဒီလောက်အမြင့်ကိုဒီလိုပုံစံနဲ့ခုံဖို့ဆိုတာတော်ရုံမလွယ်ဘူးလေဗျာအင်ခုံဖို့ထုတ်တန်းပေါ်ကနေပြီးကိုသက်ပိုင်ကဆက်ရဥတာတူကိုငုံပြီးပြုံးစီနဲ့ကြည့်တယ်ဟာဥတာတူနေပညာကငါအရေကုန်လောက်တောင်မမာဘူးဟဲ့နင်ပြန်လိုက်တော့ငါဒီကောင်ကိုယူမယ်ငါသားကို तू ကစားတယ်အစားပြန်ရော်ရမယ်ဆရာဥတာတူကတော့မန္တန်တွေရွတ်ပြီးစပယ်စိတ်နဲ့ပေါက်လိုက်တယ်ကိုသက်ပိုင်က
အဲ့ဒီစပယ်စိတ်တွေကိုလေထဲမှာနေဖမ်းပြီးတော့စလိုက်တယ်ပြီးတော့လှောင်မြောင်လိုက်တယ်ခေါင်းမိုးပေါ်ကနေဂတ်တွေးနဲ့လှန့်ထွေးလိုက်တာကိုသားတူရဲ့မျက်နှာတက်တဲ့ပေါ်ကိုထိသွားတယ်ဂတ်တွေးကတော့ရိုးရိုးတွေးမဟုတ်ဘူးဗျငါးညီနဲ့တထောင်းထောင်းနဲ့အစိမ်းရောင်အချွဲကြီးတွေဆရာဥသာတူလည်းမျက်နှာတုပ်ပစ္စည်းတွေကောက်သိမ်းပြီးတော့ကျုပ်ဦးလေးကိုလက်ကပြတယ်ကျုပ်မနိုင်တော့ဘူးဒါကအင်ဘလူးအဆင့်ရှိတယ်တမန်ဆုံးကဝေမဟုတ်ဘူးကျုပ်တဲ့မြင့်တဲ့လူကိုရှာရမယ်ဦးလေးကလည်းမျက်ရည်ရွှဲ့ရွှဲ့နဲ့ဘသူရှိသေးလဲဆရာရဲ့လမ်းညွန်မအောင်လို့မေးတော့ဆရာဥသာတူကခဏစဉ်းစားလိုက်ပြီးဒီရွာမှာဒီအဆင့်လောက်ကိုနိုင်တာတယောက်ပဲရှိတယ်အဲ့ဒါကရွာအနောက်ဖျားကမိသွေးဖုတ်တဲ့ဥစိန်လေးသူ့ကိုတွားပင်ကြည့်သူကပညာတန်မှန်းလူမသိရောက်နေတာသူစိတ်ပါမတော့ရမှာဗျကျုပ်တို့တမိသားသူလုံးကအံ့ဩသွားတယ်ဥစိန်ဆိုတာကစကားတော်ကောင်းကောင်းမပြောတဲ့မိသွေးတယ်ကြီးလေဒါပေမဲ့အချင်းတွေကမရွေးနိုင်တော့ဘူးကျုံနဲ့ဦးလေးလဲရွာအနောက်ဖျားကိုပြေးရတာပေါ့ဗျာဥစိန်ရဲ့တဲလေးကမိသွေးဖိုတွေနားမှာမိကိုးတွေဦးနေတယ်ကျုပ်တို့ရောက်တော့သူကမိသွေးအိတ်တွေကိုချီးတယ်ကျုပ်တို့ကိုမော့တော်မကြည့်ဘူးဘာကိစ္စလဲဒီလိုမျိုးအတန်ကွဲကြီးနဲ့မေးတယ်ကျုပ်ဦးလေးကတော့ဒူးထောက်ပြီးဖြစ်ချောင်းကုံစင်ကိုပြောပြလိုက်တယ်ဦးစိန်ကနားထောင်ပြီးတက်ချက်ရဲတယ်မေတော်ဆိုတဲ့ဟာမှမှုပြန်ပြီလားငါကအေးအေးဆေးဆေးနေခြင်းပါတယ်ဆိုမှပြောပြောဆိုဆိုနဲ့သူကထလာတယ်ကျုပ်ထင်တာကတော့သူကဖះဆင်ရှိကိုထိုင်ပြီးဖះရှိခိုးမယ်ပရိစိတ်မယ်ပေါ့ဒါပေမဲ့သူကတဲတောင်မှာထောင်ထားတဲ့သူ့ရဲ့မိသွေးကော်တဲ့တန်တဝင်းကြီးကိုကောက်ကန်လိုက်တယ်ပြီးတော့ခါကဆေးဘောလိတ်တို့ကိုမင်းကြီးဖွာလိုက်ပြီးသွားကြစို့ငါတရွင်းကတွေးမတော့ရတာကြာပြီတဲ့ကျုပ်ဖြင့်သူ့ပုံစံကိုကြည့်ပြီးအားကိုရမလို့ကြောက်ရမလို့ဖြစ်နေပြီအိမ်ပြန်ရောက်တော့အချင်းတွေကတော်တော်ကိုစိုးနေပြီကိုတက်ပိုင်ကအိမ်ကန်းထဲကပစ္စည်းတွေကိုရိုက်ခွဲတော်ကိုလည်းကြိုက်မယ်ဆိုပြီးတော့လိုက်လုံနေလို့ကျိုးနဲ့တောက်ထားရတယ်ကျိုးတွေကိုလည်းသူကယုံလိုက်တာတပြင်းပြင်းမြည်နေတယ်ဥစိန်ကတော့အိမ်မော်တက်လာတာနဲ့ဖက်နှက်တောင်မချုပ်ဘူးဒါတုံးတုံးနဲ့လမ်းလျှောက်လာတယ်သူ့ကိုကမိသွေးနှံ့နေကအိမ်ထဲကငါးညီနှံ့ကိုလွှမ်းသွားတယ်ကိုတက်ပိုင်ကတော့ဥစိန်ကိုမြင်တာနဲ့ငြိမ်ကျသွားတယ်ကြောက်လို့ငြိမ်တာမဟုတ်ဘူးဗျရန်သူကိုတွေးလိုက်တဲ့တားရဲတကောင်လိုငြိမ်သက်ပြီးတော့အကဲခတ်နေတာဟေးနေငါ့ကိုမှတ်မိလားဥစိန်ကဆေးဘောလေးကိုဖွာရင်းနဲ့လှမ်းမေးလိုက်တယ်ကိုသက်ပိုင်ကတော့မျက်လုံးစိမ်းကြီးတွေနဲ့စိုက်ကြည့်ပြီးမိသွေးကောင်နေငါမြန်ငါ့ကိုလာတားရဲတယ်ဗောလွန်ခဲ့တဲ့10နှစ်ကနေအင်းထဲကမိချောင်းကိုတတ်သွားတာငါမမေ့သေးဘူးနော်ဒီတခါတော့နင်းအလဲပဲအဲ့လိုပြောပြီးတာနဲ့ကိုသက်ပိုင်ကကျိုးတွေကိုဖြောင်းကနေနဲ့ဖြတ်လိုက်တယ်လူသားတယောက်ရဲ့အာမဟုတ်ဘူးဗျပြီးတော့ဥစိန်ရှိကိုလေးဘက်ထောက်ပြီးတော့ခုံဝင်လာတယ်ဗတ်ဆက်ကလည်းအဆွဲတွေထွက်နေသလိုပဲကျုပ်တို့အားလုံးကအော်မိလိုက်ကြတယ်ဒါပေမဲ့ဥစိန်ကတော့မတုံလို့ဘူးဗျကိုတက်ပိုင်ခုံဝင်လာတဲ့အချိန်မှာပဲသူ့လက်ထက်ကတန်တဝင်းကြီးနဲ့ကိုတက်ပိုင်ရဲ့ခေါင်းကိုရွယ်ပြီးရိုက်ချမလို့လှုပ်လိုက်တယ်တကယ်တော့မရိုက်ဘူးဗျကိုတက်ပိုင်ရဲ့မျက်နှာနာတန်လက်မလောက်အလိုမှာရက်လိုက်တယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတန်တဝင်းကနေမိဘတွေထွက်ကြလာတယ်ကိုတက်ပိုင်ကတော့အားကနေနဲ့អော်ပြီးနောက်ကိုလွန့်ထွက်သွားတယ်လွန့်ထွက်သွားတာမှအိမ်ထရံတော်ပွင့်ထွက်မတ်တက်ပဲနင်ကအစိမ်းငါကအကျက်မိသွေးဆိုတာတက်သားကိုမီးနဲ့ဖုံးမှဖြစ်တာမီးကရေကိုမကြောက်ဘူးနင်ငါကိုလာမဆန်းနဲ့ဥစိန်ကတန်တဝင်းကိုကျမ်းမြေပေါ်ထောက်ချလိုက်တယ်အိမ်ထူးလုံးကတုန်လှုပ်သွားတယ်ကဲပြောစမ်းနင်ထွက်မလားဒါမှမဟုတ်ငါဒေတန်လွင်းကိုမီးရဲတိုက်ပြီးနင်လေပင်ကိုစွတ်ပေးရမလားအင်းမေတော်ကြီးဝင်နေတဲ့ကိုသက်ပိုင်ရတော့အခန်းတော်မှာတုံတုံရင်ရင်နဲ့ကိုေးနေတယ်မလုပ်ပါနဲ့မလုပ်နဲ့ကြောက်ပါပြီဒါပေမဲ့သူတို့ကငါသားကိုစားထားတာလေငါမှလည်းနာကျင်မှုတော့ရှိတာပေါ့ဥစိန်ကတော့တပြင်းတစ်ချက်ချလိုက်တယ်သူတို့ငါမစားမိတာတော့ဟုတ်တယ်ဒါပေမဲ့လူအသက်ကိုတော့ယူလို့မရဘူးကဲတကြီးခမရအိမ်မှာငါချောက်ရှိလားဦးလေးကတော့ကြောင်တောင်တောင်နဲ့ရှိပါတယ်လို့ပြောတယ်အေးငါချောက်သုံးမိတာယူခဲ့ပြီးတော့အရက်ဒပလင်းရယ်ကူးသီးပွဲရယ်ပြင်ပေးလိုက်ဦးစိန်ကကိုတက်ပိုင်ပဲလှည့်ပြီးရော့နင်အသာစားငါချောက်သုံးမိတာပြန်ပေးမယ်နင်ကျင်နဲ့လားမကျင်နဲ့ရင်တော့ငါတဝင်းနဲ့ပဲစကားပြောရမယ်အင်းမေတော်ကခေါင်းကိုတက်ဆက်ဆက်ညှိနေကျင်နဲ့ပါတယ်ရှင်နောက်တခါဒီရွာသားတွေကိုမထိပါဘူးလို့ဂတိပေးပါတယ်ဦးစိန်ကတော့တွားဒါဆိုရင်စင်းတော်လို့အမိတ်ပေးလိုက်တာနဲ့ကိုတက်ပိုင်ကတက်ချက်တွန့်လင်းပြီးငြိမ်ကျသွားတယ်ခဏနေတော့ကိုတက်ပိုင်သတိရလာတယ်သူကဘာဖြစ်ကံမှန်းတော့ဘာမှမမီတော့ဘူးသူ့ခန္ဓာကိုယ်မှာကနာကျင်ကြိုက်ခဲနေတာလောက်ပဲသိတော့တယ်အဲ့ဒီနေ့ကစပြီးတော့
ဦးစိန်ကိုရွာကလူတွေကကြောက်ရွံ့တာတဲ့လေးစားသွားကြတယ်ဦးလေးကတော့ဦးစိန်ကိုငွေတွေအများကြီးနဲ့ကြော့ပင်မဲ့စိန်ကတော့မယူဘူးဗျငါတဲမှာမိသွေးဖောက်စရာထင်းမရှိတော့ဘူးထင်းတလဲလောက်လာပုတ်ပြီးရင်ကျင်းနေပြီတဲ့ကျုပ်လည်းအဲ့ဒီနောက်ပိုင်းအဲ့ဒီအင်းမိန်းနာကိုဘယ်တော့မှချီမချရဲတော့ဘူးပြီးတော့ရွာအနောက်ဖျားကမိသွေးဖိုနာကိုရောက်တိုင်းဦးစိန်ကိုမြင်ရင်ခေါင်းငုံပြီးအယူအသေးပေးမိတော့တာပဲဦးစိန်ကတော့ပုံမှန်အတိုင်းပါပဲတရွင်းကြီးကိုကိုင်းစေးဘိုးလေးကြီးကိုဖွာပြီးမိဖို့ငွေတွေကြားမှာတယောက်တည်းအလှုပ်ရှုပ်နေတုံးပါပဲဗျာအဆုံးထိနားဆင်ပေးကြကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ